င်္ဂလာပါခင်ဗျာလိုင်ဇာ TV ရဲ့မြန်မာဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကလက်ထော်စင်ဆာပါခိုင်တိုင်ရင်26နေမြေမှာတိုက်ပွဲဖြစ်ပွားတဲ့သတင်းခေါလမ်ဖူးမြို့နယ်ရှိခုံမြို့မှာမင်းတော်မှုဖြစ်ပွားတဲ့သတင်းအင်းတော်မှာရွှေအလွန်ကျွန်းဒူးပေါ်တဲ့သတင်းတွေကိုတင်ဆက်သွားပါမယ်ခိုင်တိုင်ရင်26နေမြေမှာမလ18ရက်ကKIA နဲ့စစ်ကောင်စီတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရှေ့တန်းသတင်းပေးပို့ချက်အရသိရပါတယ်။ကစံဘုံမြို့နယ်ခွဲဒုံပါအုပ်စုတောင်ရမော်ဘက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးဒုံပါအုပ်စုတောင်ဦးရွာဘက်မှာလည်းမတ်18ရက်မွန်းတဲ့အချိန်လောက်မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကတိုက်ပွဲနေရာတွေကိုလေကြောင်းနဲ့ပစ်ကူခဲ့ပြီးတိုက်ပွဲအခြေအနေပြီးအဆုံးကိုဆက်လက်စုံစမ်းနေစေပါစစ်ကောင်စီကမတ်လ18ရက်နေ့မှာလည်း KIA တပ်မဟာ9နဲ့တောင်ဟာ6ထင်းချုံနေမြေတွေမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူထိခိုက်မှုရှိပြီးနေအများအပြားထိခိုက်ပျက်စီးခဲ့လို့လည်းသိရပါတယ်။မလ18ရက်ညတကောင်အချိန်လောက်မှာခေါလမ်ဖူးမြို့နယ်ရေကြီးမြို့တော်လို့ဒုတိများတဲ့ရှစ်ခေါမြို့မှာမီးလောင်မှုဖြစ်ပွားခဲ့လို့လည်းသိရပါတယ်။မီးလောင်ရတဲ့အကြောင်းအရင်းကိုအတိအကျမသိရသေးပေမဲ့မိုးတီးထန်စွာရွာပြီးမိုးကြိုးတွေပြစ်ခံရတာကြောင့်နေအိမ်စေအိမ်ဝန်းကျင်မီးလောင်သွားတာလို့လေဒေသခံအချို့ကဆိုပါတယ်။မီးလောင်မှုမှာလူထိခိုက်မှုမရှိပေမဲ့နေအိမ်တွေနဲ့တူလောင်ထားတဲ့ရှက်ကောပါကောတွေမီးထဲပါသွားပြီးဆုံးရှုံးမှုတန်ဖိုးအတိအကျကိုဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။2024နှစ်တုန်းကလည်းရှစ်ခေါမြို့မှာမီးလောင်မှုဖြစ်ပွားခဲ့ပြီးနေအိမ်90ဝန်းကျင်ဆုံးရှုံးခဲ့ရတာတနစ်ပြည့်ရဲ့နေ့မှာပဲမီးလောင်မှုပြန်ဖြစ်တာလို့လေသိရပါတယ်။ပူတော်ဒေသမှာမတ်လအစပိုင်းကနေအဆက်မပြတ်မိုးတီးတန်စွာရဲသွန်းတဲ့ကြောင့်ရေကြီးကလမ်းတရားတွေပျက်စီးပြီးဒေသခံတွေအခက်ကြုံတွေ့နေရတယ်လို့လည်းသိရပါတယ်။အင်းတော်မှာ SNA ပြည်သူစစ်တွေနဲ့ဂျေးရွာလူကြီးတွေပေါင်းပြီးစစ်ကြီးတွေအုံပြုကရွှေအလွန်အကျွန်းဒူးပေါ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ SNA နဲ့ဂျေးရွာလူကြီးတွေပူးပေါင်းပြီးအင်းတော်ဒေသလုံတုံနတ်မွန်မိုင်နှုံးကျေးရွာတွေမှာဒူးပေါ်နေကြပြီးဒေသခံတွေကမလိုလားဘူးလို့လည်းဆိုပါတယ်။ရွှေအလွန်အကျွန်းဒူးပေါ်တာကြောင့်ရေချောင်းလမ်းမင်းနေရာတွေပျက်စီးကုန်တာကြောင့်ဒေသခံတွေကမနစ်သက်ကြပေမဲ့ SNA ပြည်သူစစ်အဖွဲ့နဲ့ကျေးရွာကလူကြီးပိုင်းအချို့ကပူးပေါင်းလုပ်နေရကြောင်းဒေသခံတွေအခက်ကြုံနေရတယ်လို့လည်းသိရပါတယ်။လိုင်ဇာ TV ကိုကြည့်ရှုနားဆင်နေကြတော့မိဘပြည်သူများကိုယ်စိတ်နှဖျားရွှေလန်းချမ်းမြေ့ကြပါစေ။